နန်းနန်းကုန်းမှာဟာတာမန်ချီကန်လူရန်စားလို့တမတယောက်ဖြစ်ပြီးရတဲ့ဝင်ငွေနဲ့လူအင်ဆန္ဒတွေကြားမှာအမြဲတမ်းရုန်းကန်နေရသူပါမိသားစုရဲ့ငွေကြေးခက်ခဲတွေကြောင့်စိတ်ညစ်နေရသလိုပဲတားဖြစ်သူရဲ့တောင်းဆိုမှုတွေနဲ့အိမ်ရဲ့အသုံးစရိတ်ကိုမနှဲချွေတာသုံးဆွဲနေရတဲ့ဇနီးတဲ့လာတာရဲ့ဖိအားတွေကြားမှာသူဟာအမြဲတမ်းရုန်းကန်နေရတာပါနန်းနန်းဟာပုံနှိမ့်ဆက်ယုံတစ်ခုမှာဆက်ပြင်ဆရာအဖြစ်အလုပ်လုပ်ပါတယ်။တညမှာတော့အလုပ်ကအပြန်လမ်းဘေးမှာစီးသွားဖို့သူခဏလေးရနားလိုက်ရာကနေသူ့ရဲ့ဘဝကိုပြောင်းလဲဖြစ်စေမယ့်အရာတစ်ခုနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒါကတော့2000ရူပီတွေအပြည့်ထည့်ထားတဲ့အနီရောင်ခီးဆောင်အိတ်ကြီးတစ်လုံးပါပဲ။နန္ဒဟာနားလောက်တွေ့ဝေသွားပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီအိတ်ကိုအိမ်ကိုယူသွားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။သူမသိတာကတော့အဲ့ဒီအိတ်ဟာအကျင့်ပြက်နိုင်ငံရေးသမားဝင်းကြီးပါတေးရဲ့အိတ်ဖြစ်ပြီးတော့တခြားနိုင်ငံရေးသမားတယောက်စီကိုပို့ရမယ့်ငွေတွေဖြစ်နေတာပါပဲမကြသေးမီရဲ့အနှဲငယ်ကဂျာမီလ်ဆိုတဲ့လူမိုက်တယောက်ဟာ